ကန်ရဲ့ကြီးလဲအေးစိမ့်မနေအောင်ဟုတ်လားနင်တို့ဟမ်ဘယ်လိုဖြစ်နေအောင်တော့မိုင်းတော့ပါနေပါလေတော့ဘာလို့မိုင်းတော့လည်းမရဘူးတဲ့မိုင်းပါပိုင်ဒီဒီပြ တယ်မရဘူးနေကျေသူကလည်းပါကြည့်တယ်အဲ့တော့နားလည်းပဲငါတော့နေတာဟုတ်ဟုတ်လားငါတေးတော့ပြုတ်မလို့ငါရဝတ်ရမကြည့်ဘူးဒီတဲ့လုံးနဲ့တော့ဆက်တော့မလို့ပါဘူးမြင်သက်တွေကမီးလောင်ပြကြပညာတွေကအကုန်ပြတ်တော့ခန္ဓာကိုယ်အပိုင်းပိုင်းတိတိပြတ်ကြ3မိနစ်ပဲအချိန်လေးပေါ့ဘုဒ္ဓသမီးအိမ်မှာရှိတော့အိမ်ဆောင်နဲ့ခြံဆောင်နဲ့လမ်းဖွင့်ပေးလိုက်အမေသာကုန်ထုတ်စေစိုက်ကြံတာတွေမလို့ရဘူးကြီးကြီးတွေကဒါကမမောက်နေလိုက်ဆိုဘုရားငါးစုကိုတော်မြတ်ကြီးအကောင်းနဲ့ကိုရမေချေတော့69ပါတော့ဝိဇ္ဇတောဆရာတကယ်ကျေးဇူးရှင်နတ်မင်းကြီး၄ပါးနဲ့အမေသူရတတိမေတော်မြတ်တို့ဤအရှိမောင်း၌သစ္စာပြုပါသည်ကျွန်ုပ်ဗုဒ္ဓသမီးအိမ်သားစုမိသားစုအားကျွန်ုပ်ပြုစားထားသောကျမ်းမာရေးလူမှုရေးအိမ်တောင်ရေးစီးပွားရေးကျွန်ုပ်လုပ်ထားသောအရာများတပါးတဲ့ပုံစံအောင်ဖယ်ရှားပြီးပါပြီနောက်ကျွန်ုပ်တော်၎င်းဆရာတော်၎င်းတပည့်တော်၎င်းမကျွတ်မလွတ်သေးသောသူများကိုချုပ်နှောင်ပြီးခိုင်းစေတော်၎င်းပြုခဲ့ပါကကျွန်ုပ်ခန္ဓာကိုတစ်ခုလုံးအပိုင်းပိုင်းအတိတိပြတ်ကြပြီးဆက်ကြပါလားအပြင်ဘက်သို့နီးလောင်ပြကြရပါစေသာအခဆရာကြီးများမနေမမမကျွန်တော်ခိုင်းတော်မှာ6မှတ်ထားသောသစ္စာ3ချက်ကလေးလေးပါလေးရဖောက်ပြက်ခဲ့ပါကကုန်းလန်းသွားကုန်းလန်းပေးရေလန်းသွားရေလန်းပေးလေလန်းသွားလေလန်းပေးအသေးဆုံးနဲ့သေ၍ကျွန်တော်ရဲ့သစ္စာကလေးမှန်ကန်ခဲ့ပါကကျွန်တော်ရှင်းမောင်ရောက်ရှိနေသောမိစ္ဆာလိန်ညာဖြစ်သောခန္ဓာကိုယ်တစ်ခုလုံးအပိုင်းပိုင်းကိတိပြက်ကြပညာတဲ့အကုန်ပြတ်တော့ဝင်ခဲ့တဲ့ဒိဋ္ဌာအကုန်ပြတ်တော့မီးလောင်ကြအဲ့လူကူးတယ်ဆိုလို့ချင်းအဲ့လူကုန်းလန်းသွားကုန်းလန်းပေးရေလန်းသွားရေလန်းပေးလေလန်းသွားလေလန်းပေးအသေးဆုံးနဲ့သေမိစ္ဆာကလိန်ညာဖြစ်သောမိစ္ဆာခံအခုညီသက်တောက်နေရတယ်